ကျွန်တော်ရောင်းချပေးမဲ့ဈေးနှုန်းလေးက23သိန်း5000နဲ့ကျွန်တော်ရောင်းချပေးမယ်။မော်ရဲ့အမြင့်တွေကလည်းတိုင်နေတယ်ဗျာ။ဈေးကလည်းအများကြီးမသုံးချင်ဘူး။ဒါပေမဲ့အလုံးကလည်းတန့်မှနောက်တစ်ခုကကျွန်တော်တို့ဆက်ကလည်း error မပါမှဆိုတဲ့လူတွေအတွက်ကျွန်တော်အခုပြပေးမဲ့ဖုန်းလေးကမိတ်ဆွေတို့နဲ့အတူတူတော်မဲ့ဖုန်းလေးဖြစ်ပါတယ်။မင်္ဂလာပါဝေယံမိုဘိုင်းရှော့ပါပါ။ကျွန်တော်အခုပြပေးတဲ့ဖုန်းကကျွန်တော်ကင်ထားတဲ့ဖုန်းလေးက Samsung S24 Ultra ဟိုမှာမြန်မာနိုင်ငံ official showroom အလုံး RAM 1251 dual SIM လေးဖြစ်တယ်။စီရက်ရပိတ်ဖြစ်ပြီးသားအလုံးလေးဖြစ်တယ်။အဲ့ဒီကောင်လေးကဘာဖြစ်လို့ဈေးတက်တာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီကောင်လေးကအကြီးကျ bypass အလုံးလေးဖြစ်ပါတယ်။ဒါပေမဲ့ bypass ဆိုလို့မိတ်ဆွေစိတ်မပူပါနဲ့။ battery reset လည်းရတယ်။ dual SIM အပြင်ကို eSIM လည်းရတယ်။ version ကလည်းနောက်ဆုံး version update ဖြစ်ပါတယ်။နော်မိတ်ဆွေအကုန်ကျွန်တော်မပြောရင်မသိပါဘူးခင်ဗျာ။ကျွန်တော်တို့လိမ်မရောင်းပါဘူးကျွန်တော်တို့ပုံပုံလေးပြောရောင်းပေးပါတယ် customer တွေကိုတက်တာရလို့ရောင်းပေးပါတယ်နော်ကျွန်တော်တို့ဒီ stack information ထဲမှာလည်းကျွန်တော်တို့တွင်းမဲ့ service တွေတခုမှမပေါ်ပါဘူးနော်လိမ်ရောင်းရင်လိမ်ရောင်းလို့ရတဲ့အနေထားပါဒါပေမဲ့လိမ်မရောင်းပါဘူးဘယ်တော့မှကျွန်တော်ပုံပုံလေးပဲပြောရောင်းပါတယ် RAM 1251ဖြစ်ပါတယ်ဒီကောင်လို့ဆိုတော့ version ကလည်းမိတ်ဆွေတွေမှာကြည့်လိုက်ပါ1 UI 8.0 Android 16နဲ့ဖြစ်ပါတယ်တော်တော်ကြီးမှတော်တော်ကြီးကျန်းတယ်နော်ဒီဈေးတန်းလေးမှာဆိုရင်လက်ရှိကျွန်တော်တို့ဒီ S24 Ultra ဒီလိုမျိုးအတန့်ဗျာเนาะဟို512 GL ဆိုလို့ရှိရင်လက်ရှိကျွန်တော်တို့ရောင်းနေတာ35သိန်းတစ်ပတ်ချလဲမှာရောင်းနေတယ်ဒီ S24 Ultra လေးကိုကျွန်တော်10သိန်းပတ်ချလဲတော့တက်တာပြီးပေးမယ်ဒီကောင်လေးကိုကျွန်တော်ရောင်းချပေးမယ်ဈေးနှုန်းလေးက23သိန်း5000နဲ့ကျွန်တော်ရောင်းချပေးမယ်10သိန်းကျော်လောက်တက်တာရယ်ဗျာတကယ်ကိုကင်တက်နေအလုံးကလည်း connection ကတော်တော်ကြီးတက်တဲ့ connection ဖြစ်တယ်ဗျာဒါမှကြည့်ပါဦးလက်ထွေတိုင်နီအောင်မှလုံးဝအတန့်ကြီးဗျာတကယ်လုံးဝကျွတ်စိန်အတန့်ကြီးเนาะဆက်နဲ့ပတ်သက်လို့ error အပြည့်အဝ warranty တာဝန်ယူပေးမယ်ဗျာเนาะ error အပြည့်အဝ warranty တာဝန်ယူပေးမယ်ဒီ S24 Ultra ကြီးကို23သိန်း5000နဲ့ no error เนาะလုံးဝအတစ်တိုင်းသက်စိတ်အမဲဆက်အလိုင်းမပူနဲ့ဗျာတခုမှမပူနဲ့အပြည့်အဝတာဝန်ယူပေးမယ်ကြိုက်နေတဲ့လူတွေကျွန်တော်တို့ဝေယံမိုဘိုင်းရှော့ကိုလမ်းငယ်လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ